အရန်ဆိုးသွန်းတာကြောင့်နဖရားတိုင်းပြည်ကနေဆုံးဖြတ်ခံလိုက်ရပေမဲ့ခက်ခက်ခဲခဲရှင်တန်ရင်နဖရားတစ်ပါးဖြစ်လာမဲ့ဝါကြောင်သားလေးချင်းမှုရဲ့နဖရားမှတ်တမ်းပဲဖြစ်ပါတယ်။အမောင်တို့အတွင်အလင်းရောင်ဖျားဖျားနဲ့မွေးကင်းသားကလေးငယ်တယောက်ပါတဲ့ချင်းတလုံးဟာမြေကျောအတိုင်းစီးမျောလာတာကြောင့်မဟာမျိုးပြည့်ကြီးတာရှိမှနေထိုင်ကြတဲ့အဖိုးကြီးဖွားကြီးတွေဟာဆယ်ယူလိုက်ကြပါတယ်။အမောင်တို့ရောက်လာတိုင်းအပြင်မထွက်ဖို့တာရှိမျိုးရဲ့ဘိုးဘေးတွေကဆိုရိုးတစ်ခုခြံထားခဲ့ပေမဲ့ဒီကလေးငယ်ကြတော့ဘာလို့အသက်ရှင်နေသေးတာလဲလို့မြကန်းဖိုးကြီးကပြောလိုက်ပြီးနှဆိုးတစ်ကောင်များဖြစ်နေမလားလို့ပြောလိုက်ပါတယ်။အဖိုးကြီးရွှေအားကတော့ကလေးငယ်ရဲ့လယ်ဘင်းကဆွဲပြားကိုညွန်ပြကလယ်သွဲမှာပါတဲ့အပြားလေးဟာရွာမှာရှိနေတဲ့အမောင်တို့ကိုတွန်းလှန်တဲ့စင်းလူတော်နဲ့တူနေတာကြောင့်အန္တရာယ်ကင်းနေတာဖြစ်နိုင်ကြောင်းလက်ဟန်ချီဟန်နဲ့ပြောလိုက်ပါတယ်။သားသက်သမားအဖိုးကြီးလည်းစူညံနေတာပဲဟုဆိုကတောင်းကျမ်းနေပြီးမြကန်းအဖိုးကြီးကလည်းကလေးကိုစွန့်ပစ်လိုက်ဖို့ပြောလိုက်ပါတယ်။သူတို့ကိုယ်တိုင်တောင်မပြည့်မစုံနဲ့အခုလိုတာရှိမျိုးပြက်ထဲမှာနေရတာကလေးတယောက်ကိုဘလို့လို့ပြုစုပြောထောင်နိုင်မှာလဲလို့ပြောလိုက်ကြပြီးစေးစရာအဖိုးကြီးကတော့အစိတ်ခတ်ပြီးကိစ္စချောလိုက်ရင်ရောဟုဆိုကကင်းချင်များနဲ့အစိတ်ခတ်ဖို့ပြင်လိုက်ပါတယ်။ထိုအချိန်မှာပဲအဖွားစိတ်ရောက်လာပြီးသူကောက်ယူလာတဲ့ကလေးကိုလက်ဖျားနဲ့တောင်မထိဖို့ပြောလိုက်ပြီးနို့အတွက်သူမွေးထားတဲ့နွားမကြီးရှိတယ်ဟုဆိုကကလေးကိုမွေးသားဖို့ပြင်လိုက်ပါတယ်။ရွာလူကြီးဖိုးဖိုးလည်းလူအိုတွေပဲနေထိုင်နေတာရှိမှတန်မာတဲ့ကလေးတယောက်ရောက်လာတာကောင်းတာပေါ့လို့ပြောလိုက်ပြီးကလေးကိုမွေးသားကြဖို့သဘောတူလိုက်ကြပါတယ်။ကလေးရဲ့နာမည်ကိုတော့လယ်သွဲမှာပါတဲ့ချင်းဆိုတဲ့မျိုးရိုးကိုယူကမူးဆိုတဲ့စကလုံးနဲ့အတူချင်းမူးလို့ပေးလိုက်ကြပါတယ်။ဖွားစစ်ဟာအချုပ်တဲ့တယောက်ဖြစ်ပြီးနေ့စဉ်ရက်ဆက်အချုပ်ရင်ချင်းမူးလေးကိုစောင့်ရှောက်ပေးနေပါတယ်။တညမှာတော့အပေါက်ရများစွာနဲ့အလောင်းကောင်ရဲ့ကိုယ်တဲကမိစ္ဆာကောင်ဟာကလေးကိုစားဖို့ပြင်းနေတာကြောင့်အဖွားစစ်လည်းသူကျွမ်းကျင်တဲ့အချုပ်ပညာနဲ့မိစ္ဆာကိုအလောင်းကောင်နဲ့ထဲကပြန်ချုပ်ပေးလိုက်ပါတယ်။ငယ်ငယ်ကလေးကမြောက်ရှုံးအောင်စော့နိုင်တဲ့ချင်းမှုကြောင့်အဖိုးဖွားတွေလည်းစိတ်ရောကိုယ်ပါထောင်းထောင်းကြည့်အောင်စောင့်ကြည့်ရင်စိတ်ညစ်နေကြရပါတယ်။တာရှိဆိုတာစွန့်ပစ်ခံနေရတစ်ခုဖြစ်ပြီးမျိုးပြည့်ရဲ့နေရာတိုင်းဟာအန္တရာယ်တွေနဲ့ပြည့်နေပေမဲ့ချင်းမှုကတော့ဘလို့ချင်းနေပဲရောက်လွတ်လန်းကိုရှာတွေ့ကအသက်ရှင်နေခဲ့ပါတယ်။ရေထဲပြုတ်ကျသွားလဲရေထဲကနေလက်မခံပဲကုန်းမော်ကိုပြန်ပို့ခံနေရပြီးအစိတ်သားရဲတွေနဲ့တွေ့ရင်တော့သူ့ကိုမတိုက်ခိုက်ရဲပဲရှောင်ပြေးနေကြပါတယ်။ဒါပေမဲ့ချင်းမှုရဲ့သဲထိတ်ရင်ဖို့စွန်သားကိုင်းတွေကိုကြည့်နေရတဲ့အဖိုးဖွားတွေကတော့သွေးတက်မတက်ဖြစ်နေပြီးချင်းမှုကတော့ငှက်ချီခံရတာတောင်အတိုက်ထဲမှာပြောင်းဆန်အောင်စော့နေတာကြောင့်ကန်ထုတ်ခံရပြန်ပါတယ်။တဖြည်းဖြည်းအရွယ်ရောက်လာတဲ့ချင်းမှုဟာနေ့စဉ်နေ့တိုင်းဆေးပင်တွေကိုရှာဖွေနေရပြီးအဖိုးဖွားတွေစီကလည်းပညာသုံးသင်ကြားနေရပါတယ်။တရက်မှာတော့ဆေးပင်ရှာဖွေရင်ကြောက်ရွံ့ထူကြီးတစ်ခုကိုငေးကြည့်နေချိန်တိမ်မဲများပေါ်လာကကြောက်ရွံ့ပတ်ဝန်းကျင်ဟာလည်းမြေဆွဲအားပြောက်ကွယ်သွားခဲ့ပါတယ်။ခဏကြာအလင်းရောင်ပြန်ထွက်လာမှအရာအလုံးပုံမှန်ပြန်ဖြစ်သွားတာကြောင့်ချင်းမှုလည်းကြောက်အားလန့်အားနဲ့ကြောက်ရွံ့ကိုအယိုသေးပေးကထိုနေရာမှတုတ်ချေတင်ထွက်ပြေးလာခဲ့ပါတယ်။နောက်တစ်ရက်မှာတော့လူဦးကောင်းတရံရှိတဲ့ကြောက်တောင်တစ်ခုပေါ်တက်ကတိမ်တွေအစားရေကန်တစ်ခုလိုဖြစ်နေတဲ့ကောင်းငင်ကိုကြောက်ခဲနဲ့ပြစ်ပြီးပျော်ရွှင်သာစော်ကစားနေလိုက်ပါတယ်။ကစားလို့ဝါသွားတဲ့ချင်းမှုလည်းထိုကြောက်တောင်ပေါ်မှာပဲအိပ်ပျော်သွားပြီးခဏကြာမှာတော့နဖရားတစ်ပါးကတာရှိနေတစ်ခုလုံးကိုကောင်းငင်ကနေစောင့်ကြည့်နေခဲ့ပါတယ်။အိယာနိုးလာတဲ့ချိန်မှာတော့အိမ်ကိုပြန်ရောက်နေပြီဖြစ်ပြီးဘေးနားမှာထိုင်နေတဲ့အဖွားစစ်ကမှောင်တဲ့အထိအပြင်မှာမနေဖို့နဲ့နောက်တစ်ခါဆိုသူလည်းကဲနိုင်မှာမဟုတ်ကြောင်းစူနေခဲ့ပါတယ်။